အားလုံးမင်္ဂလာပါကျွန်တော် Gaming Man MDS ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ April Post ရဲ့တည်ထားတဲ့ in-game setting တွေအကြောင်းကိုပြပြပေးတာပါမယ်အရင်ဆုံးကျွန်တော် graphic setting ကနေတစ်ချက်တော့တွားကြည့်လိုက်အောင်ဒီ extra တွေကပေါ့နော် game setting တွေတွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ graphic ဆိုတာရှိရဲဒီမှာမှကျွန်တော် player graphic ရ stadium graphic ရ frame rate ရဆိုပြီးတော့၃မျိုးရှိရဲအဲ့မှာအရေးကြီးဆုံးကကျွန်တော် frame rate ပဲဗျကျွန်တော် frame rate များရင်များသလိုကိုက game ဆိုတာပို့ပြီးတော့ smooth ဖြစ်မယ်ပို့တွက်မယ်ပေါ့နော်ကျန်တဲ့ player graphic တို့ stadium graphic တို့ကကျွန်တော်ကိုယ့်ရဲ့ phone ပေါ်မှာမူတည်ပြီးတော့ကိုယ်အဆင်ပြေလို့ထားလို့ရတယ်ကိုဖုန်းကအရင်မကောင်းဘူးဆိုတော့ကျွန်တော် standard တို့lowest တို့ထားပြီးဆိုတာကောင်းတယ် online တွေပါတယ်ကဲမယ်ဆိုရင်ပေါ့နော်high ထားရင်တော့ပို့ပြီးရုပ်ထက်တော့လှတာဗျာဒါပေမဲ့ဖုန်းပူတာတွေ battery ပို့ပြီးတော့အကုန်မြန်တာမျိုးတွေရှိမယ်ဒီမှာ phone က device ကအရင်မကောင်းဘူးဆိုရင်ကျွန်တော်အနေဆုံးကိုထားဆိုပြီးတော့ပေါ့နော် graphic တွေကိုအနေဆုံးထားဆိုပြီးတော့ကျွန်တော် frame rate ကိုအမြင့်ဆုံးထားပြီးတင်ဆိုဖို့အကြံပြုရှင်ပါတယ်နောက်တစ်ခုကကျတော့ play set တွေမှာဒီအပိုင်းကကျတော့နည်းနည်းတော့အရေးကြီးတယ်အရေးဆုံးကျွန်တော် smart stick ကိုတစ်ချက်တော့တွားကြည့်လိုက်အောင်ဒါကကျတော့အရှင်းဆုံးပြောရမယ်ဆိုရင်ကိုယ့်ရဲ့ pass တွေ shoe တွေကို AI ကို control လုပ်ခွင့်ပေးလိုက်တာနဲ့တူတယ်ဒါကိုဖွင့်ပြီးဆိုမယ်ဆိုရင်ကျွန်တော်တို့ AI ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့ pass တွေ shoe တွေရဲ့ power တွေကို adjust လုပ်ပြလိုက်တယ်အဲ့တော့တစ်ခါတလေကြာရင်ကိုလိုတလိုမဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အပိုင်လုံးတွေတောင်လွဲတာတွေရှိနိုင်တယ်ပိတ်ပြီးဆိုတာပိုကောင်းပါတယ်နောက်တစ်ခုကကျွန်တော် control type ပါဒီမှာကတော့လူတိုင်းနေပါပဲဒီ virtual pack ကိုပဲထားဆိုကြမယ်လို့ထင်တယ်နောက်ထပ်ကျတော့ဒီ directionistic type ပေါ့ဒီမှာဆိုရင်ကျွန်တော်ကတော့ move ကိုပဲထားဆိုဖြစ်တယ်pitch type ကျတော့အဲ့အဝိုင်းလေးရပါတော့လုံးဝကိုအငြိမ်ဖြစ်နေမယ်move ကကျတော့ကျွန်တော်ကိုလက်ရွှေ့ထောက်တဲ့နေရာလေးကိုလိုက်ပြီးရွှေ့ပေးတာပေါ့နော် off type ကျတော့လုံးဝအပြောက်ကြီးဖြစ်နေမှာကာဆာရှင်းကကျတော့ကျွန်တော် assistant ပဲထားဖြစ်တယ်ဒီမှာ semi auto ထားရင်ကြောက်တခါတလေမပြောင်းတာမျိုးရှိရပေါ့နော်လူက auto မပြောင်းတာမျိုးရှိရအဲ့တော့ assistant ပဲထားဖြစ်တယ် menu ရဲ့ကြောက်လုံးဝကိုနှိပ်မှပဲပြောင်းတာပေါ့အဲ့ကြောင့်လည်းတော့ခက်တယ်ဆိုပါလားဒီမှာ movement and range ကကြတော့ကျွန်တော်ဒီအောက်ဒီ directionistic ရဲ့ဒီအဝိုင်းလေးရပေါ့နော် range ကိုပြပေးတာဒီမှာ narrow ထားမယ်ဆိုရင်ရွှေ့ရတာတော့ပုံမြန်သွားတယ်ဒါပေမဲ့အရင်ကြီးတော့အဆင်မပြေဘူး wide ထားမယ်ဆိုရင်ကျတော့ကိုရွှေ့တဲ့ဟာကြီးအရင်ကြီးနေတဲ့အတွက် narrow ရွှေ့ရတာနှိပ်တာမျိုးရှိတယ်ကျွန်တော် medium ကပဲအကောင်းဆုံးလို့ထင်တယ်Defending control type မှာကျွန်တော် standard နဲ့ pressure style ဆိုပြီးနှစ်မျိုးရှိရပေါ့နော်ကျွန်တော် standard ရွေးလိုက်မယ်ဆိုရင်ကျတော့ဒီ defending cloak တွေထဲမှာဒီ mesh s ဆိုပြီး cloak အသစ်တစ်ခုပေါ်လာတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ dash နဲ့ press နဲ့ပေါ့နော်နှစ်ခုပေါင်းပေးလိုက်တယ်ပေါ့ကျွန်တော်ဒီမှာ pressure style ရွေးလိုက်မယ်ဆိုရင်ကျတော့ဒီမှာ defending cloak မှာကျတော့ဒီ mesh s cloak ကပျောက်သွားတယ်ပြီးတော့ press နဲ့ dash နဲ့ကို cloak နှစ်ခုစီပြန်꿰ပေးလိုက်တယ်ပေါ့နော်ကျွန်တော်ဒီမှာကျတော့ဒီ standard ထားဆိုတာပဲပိုကောင်းမယ်ဗျဘာလို့ဆိုတော့ကျွန်တော်တို့ဒီကအမြဲတမ်း press ကြည့်ပဲ live နှိပ်ပြီးတော့ဗောနော် live လူရတာအဆင်ပြေမှာမဟုတ်ဘူးmesh app နဲ့ပြီးတော့ပေါ့နော်ကျွန်တော်ဒီဘောလုံးလမ်းကြောင်းကိုခံမှန်းပြီးတော့လူတာပို့ပြီးတော့အဆင်ပြေမှာပါဒီ bottom capacity ကလေးကိုကြိုက်တာရွေးလို့ရတယ်ပေါ့နော်ဒါ percent နဲ့နေတာလေးလေခလုတ်လေးတွေကမှိန်လာလေးတွေပေါ့အဲ့လိုနောက်တစ်ခုကကျွန်တော် match screen မှာပုံနေအပိုင်းလေးတွေပါကျွန်တော်ဒီမှာ cursor type ဆိုရင်ကျွန်တော် player name လေးတွေပုံနေတာပဲကြိုက်တဲ့အတွက် player name ကိုပဲထားဆိုဖြစ်တယ်နောက်တစ်ခုကကျွန်တော် next player indicator ပေါ့ဒါကကျွန်တော်နောက်ထပ်လူပြောင်းမဲ့ player လေးကိုကျွန်တော်ဒီပြပေးတာပေါ့ဒီ advice ကကျွန်တော်အခုနောက်ပိုင်းပိတ်ပြီးထားဆိုဖြစ်တယ်ပေါ့နော်ဘာလို့ဆိုအဲ့နီးပြတွေဘာညာရှူရှောင်းတွေကဒီအားရှောင်းနေရတယ်နည်းတော့မျက်စိနှောက်ဖို့ကောင်းတယ်ဒီ pass search guide ကလည်းအရင်ကြီးတော့အသုံးမဝင်ဘူးဗျတကယ်တမ်းကြောက်လေဒါကကျွန်တော်ကို pass ပေးမဲ့လမ်းကြောင်းလေးကို guide ပြပေးတာဆိုတော့ဒီ attack defense level ကကျတော့အသုံးဝင်တယ်ပေါ့တကယ်ကိုအသုံးဝင်တယ်ဘာလို့ဆိုတော့ကိုစိတ်ကြိုက် attack တွေ defense တွေ adjust လုပ်လို့ရတဲ့အတွက်ကြောင့်ဒီ display radar ဆိုတာကကျတော့ကျွန်တော်ဒီအောက်က minimap လေးကိုပြောတာပါဒီ stamina တွေပါတယ်ဟာတွေကိုအကြိုက်နဲ့ကိုပေါ့နော်ကျွန်တော်ပိတ်ပြီးဆိုလို့ရတယ်ဖွင့်ပြီးဆိုလို့ရတယ်ဒီတစ်ခုကကျတော့ကျွန်တော်တို့ဒီ connecting ရဲ့ဒီပြိုင်ဖက်အတင်းရဲ့ကျွန်တော်နာမည်တွေကိုဗာမြင်ရအောင်လာတာပေါ့အဲ့လိုနောက်ထပ်ပေါ့နော်ကျွန်တော်တို့လာမေးထားကြတာတွေရှိတယ်ဒီနောက်ခံစကားပြောတဲ့အတန်ဘယ်လိုထည့်ရတယ်လို့ပါတော့အဲ့ဒါကျတော့ဒီမှာ download data တွေကိုတွားလိုက်လို့ရှိရင်ဒီမှာအရင်ဆုံး Stadia data download လုပ်ရမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒီမှာ commentary နောက်ခံစကားပြောတန်တွေ download ရတယ်ဒီအတန်လေးရဘယ်ဟာလေးမိုက်လဲဆိုတော့ကျွန်တော်တက်ဗီဒီယိုတစ်ခုလုပ်ပေးပါမယ်နောက်ထပ်ဘာတွေကလစ်လို့ရသေးလဲဆိုကျွန်တော်ဒီမှာ custom stadium လေးကိုတွားပြီးတော့ဗောနော်ကိုစိတ်ချက် queen တွေကို customize လုပ်လို့ရတာရှိတယ်ဒီမှာဗောနော်ကိုရဲ့ queen ကိုကြိုက်တဲ့နာမည်ပေးပြီးတော့ဗောနော်ဒီမှာ customize လုပ်လို့ရတယ်နာမည်တွေcolor တွေနောက်ထပ်ကျွန်တော်ဒီမျက်ခင်းရဲ့ pattern တွေပြီးတော့ကျွန်တော် go byte တွေ tip 4တွေအစားဗောနော်အစုံဗောနော်ပြီးတော့ရှင် go effect တွေပါလေးပြောင်းလို့ရတယ်ဗောလို့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ coin နဲ့ဝယ်လို့ရတဲ့ဟာတွေကတက်ရှိတယ်ဗျဒီမှာcoin နဲ့တုံးပြီးတော့ဗောနော်ဒီ tip 4တွေဒီကွင်းပေးကဒီရုပ်ထုတွေဘာတွေအစားအကုန်လုံးဝယ်လို့ရပါတယ်။ကဲအားလုံးဝယ်လို့ဆိုရင် April Post setting နဲ့ပတ်သက်ပြီးတော့အကုန်လုံးသိသွားကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့တက်ဗီဒီယိုတစ်ခုမှပြန်ဆုံးပါမယ်။